ကျွန်တော်ရဲ့စိတ်ကူးတွေကိုအမြဲထုတ်ဖော်ပြီးပြောနေဖို့လိုအပ်တယ်လို့အနာဂတ်ကိုလည်းမျှော်လင့်ချက်ကြီးမားစွာနဲ့လှမ်းမြော်ကြည့်တင်ပါတယ်စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲကျွန်တော်တို့ဟာတည်ထင်ဆန်းသစ်လို့မရပါဘူးပြီးတော့စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲလုပ်ငန်းတွေအောင်မြောက်ဖန်တီးလို့မရတယ်လို့လူသားပြည်ပြည်ရှင်သန်ကြီးပွားလို့လည်းမရပါဘူးကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုလက်တွေ့တကယ်ဖြစ်လာအောင်ကြိုးပမ်းရင်စတဲ့တီထွင်မှုတွေကိုအချိန်မှန်များစွာစမ်းသပ်ရင်အဲ့ဒီလုပ်ငန်းတွေကိုကိုယ်ရစိုက်ပြီးပင်ပန်းပန်းဆောင်ရွက်ခြင်းနဲ့ကျွန်တော်တို့ရဲ့အရေးအသွေးတွေဟာပေါ်လာတာဖြစ်ပါတယ်စိတ်ကူးတွေနဲ့ဆန္ဒတွေဟာကျွန်တော်တို့ရဲ့ဘဝကိုအစဉ်မြင့်တင်ပေးဖို့အတွက်စတင်တက်လှမ်းရတဲ့အခြေခံတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ကူးတွေကိုအမြဲထုတ်ဖော်ပြီးပြောနေဖို့လိုအပ်တယ်လို့အနာဂတ်ကိုလည်းမျှော်လင့်ချက်ကြီးမားစွာနဲ့လှမ်းမြော်ကြည့်တင်ပါတယ်စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲကျွန်တော်တို့ဟာတည်ထင်ဆန်းသစ်လို့မရပါဘူးပြီးတော့စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲလုပ်ငန်းတွေအောင်မြောက်ဖန်တီးလို့မရတယ်လို့လူသားပြည်ပြည်ရှင်သန်ကြီးပွားလို့လည်းမရပါဘူးကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုလက်တွေ့တကယ်ဖြစ်လာအောင်ကြိုးပမ်းရင်စတဲ့တီထွင်မှုတွေကိုအချိန်မှန်များစွာစမ်းသပ်ရင်အဲ့ဒီလုပ်ငန်းတွေကိုကိုယ်ရစိုက်ပြီးပင်ပန်းပန်းဆောင်ရွက်ခြင်းနဲ့ကျွန်တော်တို့ရဲ့အရေးအသွေးတွေဟာပေါ်လာတာဖြစ်ပါတယ်စိတ်ကူးတွေနဲ့ဆန္ဒတွေဟာကျွန်တော်တို့ရဲ့ဘဝကိုအစဉ်မြင့်တင်ပေးဖို့အတွက်စတင်တက်လှမ်းရတဲ့အခြေခံတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ကူးတွေကိုအမြဲထုတ်ဖော်ပြီးပြောနေဖို့လိုအပ်တယ်လို့အနာဂတ်ကိုလည်းမျှော်လင့်ချက်ကြီးမားစွာနဲ့လှမ်းမြော်ကြည့်တင်ပါတယ်စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲကျွန်တော်တို့ဟာတည်ထင်ဆန်းသစ်လို့မရပါဘူးပြီးတော့စိတ်ကူးစိတ်ဓာတ်တွေမရှိဘဲလုပ်ငန်းတွေအောင်မြောက်ဖန်တီးလို့မရတယ်လို့လူသားပြည်ပြည်ရှင်သန်ကြီးပွားလို့လည်းမရပါဘူးကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုလက်တွေ့တကယ်ဖြစ်လာအောင်ကြိုးပမ်းရင်စတဲ့တီထွင်မှုတွေကိုအချိန်မှန်များစွာစမ်းသပ်ရင်အဲ့ဒီလုပ်ငန်းတွေကိုကိုယ်ရစိုက်ပြီးပင်ပန်းပန်းဆောင်ရွက်ခြင်းနဲ့ကျွန်တော်တို့ရဲ့အရေးအသွေးတွေဟာပေါ်လာတာဖြစ်ပါတယ်စိတ်ကူးတွေနဲ့ဆန္ဒတွေဟာကျွန်တော်တို့ရဲ့ဘဝကိုအစဉ်မြင့်တင်ပေးဖို့အတွက်စတင်တက်လှမ်းရတဲ့အခြေခံတွေပဲဖြစ်ပါတယ်